အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်အမျိုးတွေကျွန်တော်ဒီနေ့ဖယ်သွားမလဲဆိုတာကိုတစ်ချက်လောက်မှန်းပေးကြပါဦးအခုကျွန်တော်နဲ့အတူတူတစ်ချက်လောက်လိုက်ကြည့်ပါကျွန်တော်တို့သွားကြမယ်ဒါကတော့ကျွန်တော်တို့မနက်စာခဏဝင်စားပါတော့ထမင်းကျော်ကော်ဖီမီရှေတို့အဲ့ဒါစားကြပါဦးဒါတော့ဟုတ်ပါတယ်ကျွန်တော်က Honda မြန်မာကိုလာတာပါအခုကျကျွန်တော်ဝယ်ထားတဲ့ကားလေးပေါ့နော်အဲ့ဒါလေးကိုပြန်မရောင်းခင်မှာ Honda မြန်မာမှာကျွန်တော်လာပြီးတော့အောက်ပိုင်းတွေပါစစ်တာပေါ့နော်အဲ့တော့အထဲကိုကျွန်တော်နဲ့အတူတူချက်လိုက်ခဲ့ကြအောင်မင်္ဂလာပါရှင်။ဟုတ်ကဲ့လာပါဒီမှာအကွာမနေ့ကဟိုကားလေးကျွန်တော်ကိုကားလေးစစ်ကိုလေအောက်ပိုင်းလေးစစ်ကို point လိုက်တယ်။ဟုတ်ကဲ့ပါ။အချက်20စစ်ကို point လိုက်တာနော်။ဟုတ်။အဲ့လေးတစ်ချက်လောက်ရှင်းပြပေးပါလား။ဟုတ်ကဲ့။ဒီမှာလို့ရှိမှာတော့ကိုဒီကားအောက်ပိုင်းအချက်20ပေါ့နော်။ခုနကဘယ် model အမျိုးအစားမဆို3လတစ်ချိန်အခမဲ့စစ်ပေးရရှိတယ်။သူကကျတော့ဘယ်ပိုင်းလေးစစ်ပေးရလဲဆိုတော့ car suspension အရှိအောက်ပိုင်းနောက်အောက်ပိုင်းလေးစစ်ပေးတယ်။အဲ့မှာတော့ကို tire shopper ပေါ်ကြိုက်လင့်ခံပေါ့နော်။အဲ့ဒါလေးကိုစစ်ပေးတာသူအသေးစိတ်ကြီးဖြုတ်ချစစ်တာတော့မဟုတ်ဘူး။မျက်မြင်ပေါ့နော်။အခမဲ့စစ်ပေးရပါပြီးတော့တာယာပိုင်းတွေပါမယ် brake shoe brake pad တွေပါမယ် wiper air filter aircon filter patch engine wine gear wine coolant brake စီပေါ့နော် fluid အပိုင်းတွေလည်းပါမယ်ရှင့်ပြီးတော့ရင်တော့ sea line me line black home မှာဒီချက်20ကိုစစ်ပေးတာသူကမိနစ်50လောက်တော့ကြာတယ်ရှင့်ဟုတ်အခမဲ့လေးစစ်ပေးတာအကြာကြီးလေအဲ့ဒါဒီချက်စစ်ပေးတာပဲဟုတ်ကဲ့ဟုတ်တနားကြီးပေါ့ထားပါတနားကြီးလောက်တနားကြီးဝင်းချင်လောက်အဲ့တော့အခမဲ့စစ်ပေးဟုတ်တယ် Honda ကားအားလုံးဟုတ်တယ် Honda ပဲ model မျိုးစားမဆိုလားစစ်လို့ရတယ်နော်ရန်ကုန်ရောမန္တလေးရောဟုတ်တယ်ရှင့်ရန်ကုန်ရောမန္တလေးရောစစ်ပေးထားပါဘယ်လိုတခြားမျိုးစားဆိုရင်ရောစစ်ပေးနိုင်တခြားမျိုးစားဆိုရင်တော့စားချက်တော့ယူတယ်ပေါ့ဟုတ်လောက်ယူလဲစားပစ်ချက်ချက်ကတော့ကို2000ဝန်းကျင်ပေါ့အဲ့လောက်တော့ရှိမှာရှင်ဟုတ်ကဲ့အချိန်တော့တူတူပဲအဲ့ဒါလည်း appointment လေးလုပ်ထားဟုတ်တယ်ကို appointment ယူထားတော့ကိုကောင်းတယ်ရှင်ဟုတ်ကဲ့ဒါစစ်ပြီးသွားရင်ကြတော့ဟိုဟာကြတော့ဟိုပြင်မပြင်ရတော့ customer choice ကိုညီမတို့စစ်ပြီးသွားရင်ထားလို့ရရင်ထားတယ် condition ပေါ့ဟုတ်တယ်ရှင်ထားလို့ရရင်ထားလို့ရတယ်ပေါ့နော်လဲတဲ့နဲ့ advice တွေအနေရှိတဲ့အပိုင်းဆိုရင်တော့ပြောပြတယ်ကိုတို့ဒီမှာ service လုပ်ချင်လဲရတယ်ဒီလိုအပြင်မှာလုပ်ချင်တယ်ဆိုလို့ရတယ်ဒါတော့ညီမတို့ကစစ်ရုံနဲ့စစ်ပြီးနော်ဒါဒီ free စစ်တာကြာပြီးတော့စားဖွင့်နေရဟုတ်တယ်ကိုညီမတို့2019စဖွင့်နေတာပေါ့နော်ခုနက authorize နေနေဟုတ်ဆိုတော့တော်ကြီးကြာပြီရှင်းဟုတ်ကဲ့နော်ညီမတို့ဒီမှာအကိုတို့စစ်ပြီးသွားရင်လည်းဖုန်းလေးဆက်ပေးတယ်3လပြည့်ရင်လာစစ်ဖို့ဆိုပြီးတော့လေဟော record ပါပြန်ဟုတ်ကဲ့ပါ3လပြည့်ရင်လာစစ်လို့ရတယ်နော်ဟုတ်ကဲ့ရှင်ဒါဆိုတော့ကောင်းပါတယ်ဟုတ်ကဲ့တခြားဥမာဟိုမမလေးဖြည့်ဆက်ပြောခြင်းတွေဒီကမှာကြံလေးတွေပေါ့ကျွန်တော်ကိုကတော့အဲ့လိုစစ်တင်နေထင်တာပဲเนาะအဲ့လိုစစ်ပြီးတယ်ကောင်းတယ်ကိုပုံမှန်3လတစ်ကြိမ်စစ်တာတော့ကားရဲ့ဟဲ့ပေါ့เนาะကောင်းတယ်ရှင်ဟုတ်ကဲ့အဲ့လိုစစ်ပြရဆိုဟုတ်ကဲ့ဒီစစ်တင်လာရဲ့ဟုတ်ကဲ့စစ်ပါစစ်ဟုတ်ကဲ့အင်ဂျင်ဝိုင်းစစစ်တာပေါ့เนาะဒါကတော့အင်ဂျင်ဝိုင်းစစ်ဒါတော့ပြအောင်ပါလေပါဘို့ပြအောင်ဟုတ်ပြအောင်ပါဒါမှပြအောင်ဒါတော့ air filter ကိုဒါတော့ engine အတွက် air filter ကိုဒါတော့ဟို engine coolant ပဲဟုတ်
battery ဟုတ်ဒါ battery ရှိပါ လာပါဟုတ် ဟုတ်ကဲ့ဒီနေ့ကျွန်တော်စီမှာပေါ့နော်လာစစ်ထားတဲ့အချက်20စသည်ချက်ကြီးပေါ့ ဟုတ်ကဲ့ဟုတ် ချက်20ဆိုတာကကျွန်တော်တို့3လတစ်ခါမှာကျွန်တော် Honda အနေမှာ Honda ကားတွေအတွက် ဟုတ်ကဲ့ free စစ်ပေးရပါတော့နော်3လတစ်ခါမှာချက်ချက်ကမပြည့်ဘဲနေစစ်ပေး3လမပြည့်ဘဲနဲ့ဂျားထဲမှာစစ်စေးခြင်းနေဆိုလို့ရတယ်ပေါ့နော်ဒါဆိုတော့ချက်ချက်ခါလေးတော့ပြင်ရတယ်ပေါ့နော်ဟုတ်ကဲ့ဒီပိုင်းအခုလက်ရှိမှာကျွန်တော်စစ်စေးချက်ကလေးကိုပြပြပြီးစစ်စေးကလေးကမကောင်းတော့ဘူး ဟုတ်ကဲ့ဟုတ် အင်ဂျင်လေးစလေးမကောင်းတော့ဘောနော်အဲ့ကောင်လေးကလဲရမယ်ဒီကောင်လေးမကောင်းဘူးဆိုတော့ကျွန်တော်ကား3နာတော့ဒီလိုဆိုကြတော့ဖြစ်တတ်တယ်ပေါ့နော်ဟုတ်ကဲ့ဟိုလိုအပ်တဲ့အင်ဂျင်တွေကိုဝင်ရမယ်လီပမာဏမလုံလောက်တဲ့အတွက်ပေါ့နော်နောက်ဝယ်ပါမှာရေပိုက်ပေါက်နေတယ်တဲ့နော်အနောက်ဝယ်ပါရေပိုက်ပေါက်နေရလေးရှိတယ်ဒါလေးတော့ကျွန်တော်စစ်စီရမယ်ပေါ့ရေပိုက်ကပေါက်တာလားတခြားရေပိုက်တွေမှာဆိုလဲဘယ်ရေပိုက်တွေပေါက်နေလဲအဲ့ဒါကိုကျွန်တော်အချိန်ပေးပြီးစစ်ခါမယ်ပေါ့အချိန်ပေးရဆိုတာအရင်ကြာမှာတော့မဟုတ်ဘူးပေါ့နော်အလုံးစုံကျွန်တော်စစ်မယ်ဆိုရင်တနိုင်ကနေကျွန်တော်အဲ့လိုရှည်မယ်ဆို enjoy ကောင်းတယ်ပကြိုးလေးကောင်းတယ်ပေါ့နော် gear wine ကောင်းတယ် transmission wine gear wine ပဲဒီလိုပါနော်ပြီးတော့ brake စီလည်းကောင်းတယ်brake နဲ့ပတ်သက်တာတွေ brake မှာရုပ်စိမ့်မှုတွေပါမရှိဘူး brake pad တွေကတော့အခုဒီမှာတစ်ချက်ကြီး30ရာခိုင်နှုန်းရှေ့ brake pad ပေါ့နော်ရှေ့ brake pad တွေက30ရာခိုင်နှုန်းပဲကျန်တော့30ရာခိုင်နှုန်းကလက်ရှိအနေထားမှာကျွန်တော်ကbrake service လုပ်ဖို့လိုပြီလားလို့မေးရင်တော့လိုတော့မလိုသေးဘူး။အားကြောင့်လေဆိုတော့ဘယ်ချိန်လောက်လိုလဲဆိုရင်သူ့ရဲ့ percent နဲ့ပေါ့နော်အထူက10ရာခိုင်နှုန်းလောက်ဆိုရင်တော့ကျွန်တော်က brake service လုပ်ဖို့လိုတယ် ဟုတ်ပြီ အခုလက်ရှိမှာတော့30ရာတော့သုံးလို့ရတယ် power C အခုတို့ကကျတော့သူက electric power steering gun ဟုတ်ကဲ့ အဲ့ဒီ gun ဖြစ်တဲ့တော့ power C ဒီပိုင်းထည့်စားမလို့တော့ဘူးเนาะဟုတ်ကဲ့ပါနောက်တစ်ခုကူလန့်လည်းကောင်းတယ်စီလိုင်းတွေလည်းကျွန်တော်အကုန်လုံးကောင်းတယ်ပေါ့နော်ကျွန်တော်ယူစိမ့်မှုတွေမရှိဘူးအောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ကရှေ့အောက်ပိုင်းနဲ့နောက်အောက်ပိုင်းဆိုပြီးတော့နှစ်ချက်ခွဲထားပြီးရှေ့အောက်ပိုင်းမှာတော့ error လေးရှိတယ်နောက်အောက်ပိုင်းမှာတော့ error မရှိဘူးရှေ့အောက်ပိုင်းမှာဘာ error ရှိနေလဲကျွန်တော်ချက်ကြည့်အောင်ဘာလေးရှိလဲဆိုရင်ဒီမှာရှေ့လျှော့ပါစောင့်သုံးကြနေတယ်တဲ့ညာဘက်တဲကကျင်းနေတယ်နော်ရှေ့လျှော့ပါစောင့်သုံးကြတယ်ညာဘက်တဲကကျင်းဟုတ်ကဲ့အဲ့ကောင်ကစောင့်သုံးကြတယ်ဆိုတာစောင့်သုံးဆိုတာကကျွန်တော်တို့ဒီလျှော့ပါတွေကိုတက်တန်းချာချီခံအောင်လို့ကားဆောက်တဲ့ခါကျရင်ဒီမလားအကြခံနေအောင်လို့တက်တန်းခံအောင်ထည့်ပေးရတယ်rubber သုံးလေးတွေပေါ့နော်သူကများတော့အပြင် short wire အပေါ်ဘက်မှာရှိတယ်အခုလက်ရှိက short wire အောက်ဘက်ပေါ့နော်တဲကရဲ့အောက်ဘက်ကိုရောက်နေအဲ့တော့ကျွန်တော်ဆောက်လို့ကြရတယ်ပေါ့ဒါလေးဘာကြောင့်ဖြစ်လာလဲဆိုရင်ကျွန်တော်တက်တန်းတစ်ခုရောက်နေပြောလို့ရတယ်ကားဆောက်နိုင်များလာလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါလေးအနေတော့မရှိဘူးသုံးလို့ရတယ်အနေတော့မရှိဘူးလူစင်းတွေများချောင်းနေရင်ဒါကအခုစမ်းတက်လို့ရတယ်ဘယ်လိုလဲဆိုတာကျွန်တော်တို့ဒီ EJ ကိုပါကင်မှာပဲထားတာဟုတ်နော်ဒီကားကိုပါကင်မှာပဲထားပြီးဆက်လို့ထားပြီးအေးဘုံဖွင့်လိုက်ခင်ညရင်တန်များတန်ပြီးကြားတယ်အဲ့လိုတန်ကြားတယ်အဲ့လိုတန်ပြီးကြားနေတာပေါ့နော်အဲ့တန်ကဘူးစစ်တန်များတန်လို့ခေါ်တယ်ဒီကောင်ကအန်ဒီမရှိဘူးဘူးစစ်တန်များဆိုတာကကျွန်တော်ဘာအတွက်လဲဆိုရင်ကျွန်တော်တို့ဒီဘယ်ဘက်ဘေးနဲ့ညာဘက်ဘေးကြားထဲမှာကျွန်တော်ဘူးစစ်ရှိတယ်ဟုတ်တယ်ပါဘူးစစ်ကကျွန်တော်တဲကာလေးပါတယ်ဘူးစစ်တဲကာပေါ့နော်ဘူးစစ်တဲကာကရာဘာဖြစ်တဲ့ဆိုတော့rubber ဖြစ်တဲ့အတွက်ကိုအင်ဂျင်နဲ့နီးတဲ့ခါကျတော့ဒီ rubber လေးက အင်ဂျင်နဲ့အပူချိန်ကိုမခံနိုင်မှာဆိုလို့အင်ဂျင်ပူချိန်ကြောင့်မာတာတွေမာတောင်းသွားတာတွေအဲ့လိုတွေဖြစ်မှာဆိုတော့ကျွန်တော်ကဒီထဲမှာအပူခံပြားအနေနဲ့ခံပြီးတာအဲ့ဒါကိုဘူးစစ်တန်များလို့ခေါ်တယ် isolation ဟုတ်တယ်ဘူးစစ်တန်များလို့အဲ့ဒါကိုဒီကောင်လေးကလည်းဟိုကျွန်တော်ခြိုက်တွေပိုင်းစောင့်တာများလာတယ်များလာပေါ့နော်ကားစောင့်တဲ့ချိန်အတွက်များလာတဲ့ခါကျတော့လည်း loose ဖြစ်လာတယ်အဲ့အတွက်လည်းကျွန်တော်ချောင်းပါတော့တာယာလေးလုံးကအကုန်လုံးကအခုလဲထားနေတယ်2025ကြီး2025ကြီးဆိုတော့ကျွန်တော်ခံသေးရပေါ့နော်ဒါတရားသလုံးရဲ့တက်တန်းဆိုရင်ကျွန်တော်တို့ကအများတော့4နှစ်ကနေ5နှစ်ပေါ့နော်အများတော့ခံနေပေါ့နောက်25ဆိုတော့အခု2025ပေါ့နော်ဟုတ်တယ်နောက်တဲ့လုံးလုံး5နှစ်လောက်ပေါင်းရအဲ့ဒါကြော်ရရင်တော့ကျွန်တော်ကပြန်လဲရမယ်ပေါ့မလဲဘူးဆိုရင်တော့တရားဖွင့်နိုင်ပါရဲ့တရားဖွင့်ရတဲ့ဖြစ်နိုင်နော်အဲ့ဝေတော့ဖြစ်စီကလေးတွေအဲ့လိုပဲမကောင်းတော့နောက်တစ်ခုကတော့နမက်ပြာမီတီနှလုံးဒါတော့ကျွန်တော်ဒီတိုင်းကြည့်တော့မမြင်ရဘူးဟုတ်ဒီတိုင်းကြည့်တော့မမြင်ရဘူးကားရဲ့အောက်ကမိုးကြီးပဲဖြစ်ဖြစ်ဒီနောက်ဖုံးလေးကိုလမ်းကြည့်လိုက်ပြီးတော့မှပြာမီတီလေးပါတယ်ဟုတ်အဲ့ဒါလေးကနှလုံးမလာဘူးပေါ့နော်အဲ့နှလုံးကတော့ဒီ silent mini နဲ့တူတူပဲsilent mini နဲ့တူတူပဲဟုတ်ကဲ့ဒီလေးရမ်းမရှိဘူးဟုတ်ကဲ့ဒါတော့အခုရဲ့အချက်20စနစ်ချက်ကလေးပေါ့နော်သေးပြီးသွားပြီဒီရမှာအခုလုတ်ချင်တဲ့ပိုင်းလေးရှိကျွန်တော်တို့ပြောပြီးတော့မှ service ဆက်လုပ်နေတယ်နော် ဟုတ်ကဲ့ပါဟုတ်ကဲ့ဒီ
ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါ ရှင်းပြပေးတဲ့ ရပါတယ် ဒါကတော့ကားလေးပေါ့နော်ကျွန်တော်ကားလေးကိုသူတို့တေချာ service လုပ်ပေးရပါပြီးသွားပါပြီအားလုံးလေတေချာလေးလည်းရှင်းပြပေးတယ်လိုတဲ့ဟာတွေကို detail ပေါ့တေချာလေးလုပ်ပေးပါရကောင်းတာဒီလိုကားကိုမြင်ရသူတို့ service လုပ်တာအောင်မြင်ရတဲ့အတွက်တော်တော်လေးအဆင်ပြေပေါ့ကိုကားကိုဘာတွေလုပ်နေလဲဘာတွေလိုအပ်လဲသူတို့ရဲ့ကိုင်းတွယ်ပုံဖြုတ်တဲ့ပုံလေးဟိုဟာတွေပဲရတည်တတ်နဲ့တော်တော်လေးကိုကောင်းပါတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ပေါ့နော်ဒီ vlog လေးကိုရိုက်ကူးဝင်ပြုခဲ့တဲ့Honda မြန်မာတာဝန်ရှိတဲ့သူတယောက်ချင်းစီရောဖြေချပေးခဲ့တဲ့ Honda မြန်မာဝန်ထမ်းတွေရောစားပေးခဲ့တဲ့ကျွန်တော်ကားလေးကိုစားပေးအကောင်းဆုံးပေးခဲ့တဲ့ဝန်ထမ်းတွေရောအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒီ Honda မြန်မာနဲ့ပတ်သက်ပြီးတော့လည်းခုနကပြောတဲ့ဒီ FOC စားပေးပေါ့နော် Honda ကားတွေအားလုံးကိုကျွန်တော်တို့ဒီ Honda မြန်မာမှာ FOC check ပေါ့နော်3လတစ်ကြိမ် free check လုပ်လို့ရပါတယ်ပေါ့နော်အဲ့တော့အားလုံးပဲHonda မြန်မာ Honda ကားလေးတွေရှိရဆိုရင်တော့ Honda မြန်မာမန္တလေးရောပေါ့နော် Honda မြန်မာရဲ့ရန်ကုန်ရောမန္တလေးရောမှာ service လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကားလေးတွေကို Honda ကိုလာပြီးတော့ free check လုပ်ဖို့လည်းကျွန်တော်အကြံပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်သွားလိုက်ပါဦးမယ်အားလုံး